များသွားပါပြီဗျာဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါကြောင်မဲတို့ဒီဘောတို့ဒါအချိန်တို့အတွင်းမှာဒါရှားပါပါဗျာနော်ကြောင်မဲဆိုလို့ရှိရင်ဒါရလို့နီးပါလို့ဖြစ်နေပြီလို့လည်းပြောလို့ရပါဗျာနော်ကြောင်မဲမှာဆိုရင်ပလောင်နေရဒီလူတို့တတ်ထားတဲ့လူတို့ပလောင်အလံနေပေါ့နော် PDF အလံတော့မဟုတ် PDF ကတော့အဖြည့်ခံမယ်နော်ဒီလမ်းလေးကိုဖြုတ်ပြီးမှဒီတီဘောနဲ့ကြောင်မဲကြားထီကိုသူတို့စုတ်ခွာသွားပါလိမ့်ဗျာနော်အဲ့တော့စုတ်ခွာသွားပြီဖြစ်တဲ့အတွက်ကြောင့်တို့ကချင်းနေမဟန်လို့ပဲစုတ်ခွာခြင်းဖြစ်ပါလိမ့်ဗျာနော်နောက်လက်မတော်လည်းဒါအတူတူတော့အတန်ကြားတာတော့ဒီငင်းချိုင်းကန်လန်းမှုအနေထားတွေရှိတယ်ငင်းချိုင်းကန်လန်းမှုသူတို့စုတ်မပေါ်နမ်ဆန်တို့ဘယ်တို့ဘူးဒီနှစ်ခုပေးမယ်ဘာညာအုပ်ချုပ်ရဒါနဲ့တက်မတော်အနေနဲ့လည်းဘယ်တော့မှလက်ခံမှာမဟုတ်တော့ပါဘူးဗျာနော်ဘယ်တော့မှလက်ခံမဟုတ်ပါဘူးနော်မောင်ခေါ်တော့ကဗျာမထူပဲနဲ့ဟိတ်ကောင်ဆိုမှတော့ဘယ်ချင်းနေကောင်းမှမလဲဟုတ်လားဦးလက်ကြီးပြောတယ်လို့ပဲဟုတ်လားပန်းပေးတော့ကတပြေပန်းပေးတော့ကတော့ဟုတ်လားလက်မခံမဲနဲ့ဂန်ပေးကကြမှာလက်ခံတော့မရဘူးလေအခုမှအလုံးရင်းနေနဲ့အင်အားအလုံးရင်းနဲ့ဝင်လုံးတာတွေရောပါလုံးတာတွေရောဟုတ်လားတက်မတော်ဆိုတာကမလုတ်တင်းနေတာပါတကယ်လုံးလို့ရှိရင်ဘယ်လွယ်ပါမလဲဟုတ်လားဘယ်လွယ်ပါမလဲဒါခင်ဗျားတို့တွေ့ကြည့်လေဗျာအခုဆိုလို့ရှိရင်ဒါအလင်းဝင်တဲ့တူတွေလက်နဲ့ချတဲ့တူတွေလည်းခင်ဗျားတို့တွေ့နေရပါပဲအများကြီးပဲနော်အများကြီးပဲအဲ့တော့ပြည်သားများအားလုံးကလည်းတက်မတော်နဲ့ပူပေါင်းဆောင်ရွက်လာတာတွေ့ရတယ်ဦးစင်ပြောပြီးပဲငကိုကလိုပဲနီးရတာကြောက်ရလို့လားသူတို့တွေကနေရတာလို့ဟုတ်လားနီးရတာကြောက်နေရတာအဲ့တော့ PDF တွေဘဝကတော့ဆရာတော်ဦးရတူပြောလို့ပဲဟုတ်လားအရင်ခံလဲရင်ဆန်းဆိုလို့ပဲနော်လေသူစာတန်းဆိုလို့ပဲအားတဲ့သူကတော့ခံလိုက်ရတာပေါ့ဗျာ PDF တွေအားတော့ခံလိုက်ရတာပေါ့နော် PDF တွေထောက်ဖို့တွေကတော့ဟုတ်လားမဟောင်စီတို့ပန်ဆယ်လို့ဟောင်စီပြောတဲ့စကားကြီးနဲ့မထည့်ပြောမယ်ဟောင်စီကဟိုတလောကပန်ဆယ်လို့နဲ့ပြောပြီးကာပါပန်ဆယ်လို့အကြောင်းလေးပြောသွားတယ်ပေါ့ဗျာပန်ဆယ်လို့ဒီဒါလူတော့မင်္ဂလိတီကထိုက်မြတ်တဲ့ဘာညာဆိုအတိုင်းအတာတစ်ခုပြောသွားတာအဲ့ထက်မှတော့ဘာပြောဆိုဥက္ကမင်းမော်တော့တိတယ်ပေါ့လူလေးယောက်နဲ့ဖြစ်နေဟုတ်လားမြတ်ကျော်တို့ကြတော့သူကမတီးဘူးဆိုတဲ့ပုံစံမျိုးပြောသွားတယ်ဗျာနော်မြတ်ကျော်တို့ကြောင်းသူဥက္ကမင်းမောင်ကြောင်းမယ်သူထည့်ပြောပါတယ်မြတ်ကျော်ကြောင်းသူပြောပြီးတော့မြတ်ကျော်ကြောင်းသူမပြောရဲဘူးလေဗျာပလင်းဟုတ်လားဦးဆိုပလင်းဆိုလို့ဟုတ်လားသူတော့မပြောရဲဘူးမြတ်ကျော်ကြောင်းသူမပြောဘူးမြတ်ကျော်ဟောင်စီကမတီးရဲနေပါမလားဟုတ်လားမရင်းနှီးရဲနေပါမလားခင်ဗျားတို့ပဲစဉ်းစားကြည့်လေဗျာဟုတ်လားပြောရရင်တော့ဗျာဟွာတခိုးကြီးနဲ့တခိုးလေးကွဲကွာတာပေါ့နော်တခိုးမကြီးကိုတခိုးလေးကကာကွယ်ပေးတာအကြောင်းမရှိပါဘူးနော်သူတို့ကတော့အေးဆေးပဲလဲတော့အေးဆေးပဲနော်အဲ့တော့ဟောင်းစီလိုဘာမှအရေးချင်းမရှိတဲ့လူတယောက်ကတောင်မှလူပြောင်းဖြစ်သွားတယ်ဆိုရင်ပန်ဆယ်လူကခင်ဗျားတို့အမေရိကန်လိုနိုင်ငံမှာဘယ်ကပဲဆိုင်တဲ့ဒီလိုတိုက်ကြီးတွေဆိုင်ကြီးတွေဘယ်လိုဝယ်နိုင်မှာတော့ဘယ်ကပုံဝင်နဲ့ဝယ်နိုင်မှာတော့ထိုင်းလို့ကွင်းတို့တိုက်ခန်းဝယ်ဖို့တောင်မှမလွယ်တဲ့အနေအထားတစ်ခုလေဗျာဒါကိုမခိုးဘူးလို့သူကဟုတ်လားခင်ဗျဥမာဆိုကြပါဆိုဗျာတသိန်းဖို့ဗျာတသိန်းဖို့ဆိုလို့ရှိရင်တသိန်းဖို့အလူခံဒေါ်လာတသိန်းရလို့ရှိရင်1000ပဲလူမယ်900အိတ်ထည့်လိုက်ပဲဗျာခင်ဗျတို့စဉ်းစားကြည့်နော်အဲ့တော့ PDF ဒီနော်မင်းတို့ကအမှန်တော့ငကိုကတည်းကဦးစင်းကပြောတယ်မင်းတို့အတုံးချခံဘဝကတိုင်းရင်းသားလက်နက်ကိုင်တပုံတွေအတုံးချလိုက်နေဟုတ်လား ING ကအတုံးချလိုက်တယ်ဘယ်လိုဟုတ်လားထောက်ဖို့ဆိုအမိခံပြီးမှဒီတောင်းစားနေတဲ့ထောက်ဖို့ပါဇက်စပီကာဓမ္မတွေအတုံးချလိုက်နေဟုတ်လားမင်းတို့စီရောက်တယ်မြဘယ်ရောက်ပါမလဲမင်းတို့စီကိုပို့တယ်မြရောက်အောင်တို့တွေပြောင်းဇလိုတွေလူတို့တူလို့ဘယ်နေနိုင်ပါမလဲဒါကိုလည်းမင်းတို့စဉ်းစားရမှာလေဒါကိုလည်းစဉ်းစားရမှာဆရာတော်ကဥရတူဒီစကားပြောလို့ရှိရင်ဝေရောခမှာဝေဒနာနဲ့မပြောဘူး data နဲ့ပဲပြောတာဖြစ်တယ်နော် data နဲ့ဆရာတော်ဥရတူဒီဒေါအောင်ဆန်းစုကြည်တို့ဒေါခင်ကြီးတို့ပြောပါတယ်ဟုတ်တယ်လေဒေါခင်ကြီးရဲ့တမိုင်းကိုဘသူကဖော်ထုတ်ရဲတယ်လေဒေါခင်ကြီးရဲ့ဟုတ်လားဘုကျောင်းဆန်းဘက်ကမသူ့ရဲ့ဒေါခင်ကြီးရဲ့အမေရဲ့အဖိုးရဲ့တမိုင်းကိုဘသူကထုတ်ရဲတယ်လေဟုတ်လားဒေါခင်ကြီးရဲ့ခင်ဗျဟိုဘက်ကဒေါခင်ကြီးအဖိုးတမိုင်းကိုထုတ်လေဗျာဟုတ်လားဘသူကဒေါခင်ကြီးတမိုင်းကိုကောင်းကောင်းမွန်ပြောရဲတယ်ဘုကျောင်းဆန်းဘက်ကပြောဟိုဘက်ကဒေါခင်ကြီးပြောလေခင်ဗျတော့ဟုတ်လားဘလူကတမိုင်းကိုရေးရတယ်လေဒေါအောင်ဆန်းစုကြည်သူ့အမေရဲ့အဖိုးတွေရဲ့ဟုတ်လားသူ့အမေဘက်ကပါတဲ့အဖိုးတွေရဲ့တမိုင်းကိုရေးလေဗျာထုတ်လေဗျာအဖိုးကဘသူကြီးပါအဖိုးကဘလူကြီးပါဆိုတမိုင်းရေးရဲလားဟမ်ဒါပေမဲ့ဆရာတော်ဥပဒေတူကအမှန်တိုင်းပြောတော့ဟုတ်လားဆက်တွေခုံးနေကြတာဟုတ်လားဒီကြတဲ့ပြည်ပကဟုတ်လားပြည်ပကနေဟောင်းနေတဲ့ဟိုပေါ့နော်မွတ်စလင်တွေကရှိသေးဗျာအစွန်းရောက်မွတ်စလင်တွေကကောင်းပါတယ်ဦးဇင်းတို့ဒီဒူဘိုင်းမှာဆိုလဲပိန်ပိန်တိတိနဲ့တကားတယောက်ကပြောတယ်သူဒီမြန်မာနိုင်ငံသားမြန်မာနိုင်ငံကောင်ချစ်တယ်အစ္စလမ်ဘာသာကိုးကွယ်တယ်သူဒီမွတ်စလင်လူမျိုးဒါနဲ့သူဗမာပြည်မြန်မာဖြစ်တယ်နောက်တစ်ယောက်ကလည်းဗမာပြည်မှာရှိတဲ့မွတ်စလင်ကကောင်းတယ်ဟ
ဦးဇင်းတို့ကပြောပြီးလေတူယုံကြည်ရတူကိုွယ်လို့ကိုယုံကြည်ရနော်တူယုံကြည်ရတူကိုွယ်တဲ့ဒီကကိုတိုင်းပြည်ကိုဘာကိုယုံကြည်ရကိုရောက်ချစ်ဖို့ပဲကိုမြန်မာနိုင်ငံကြီးချစ်ဖို့ပဲအရေးကြီးတယ်ဗျာနော်ဟိုတိုင်းတစ်ပါးကနေဟာခွေးလိုဝက်လိုဟောင်းနေရကြီးတွေရတော့ဟုတ်လားထင်းလဲကြီးစရာကြောက်စရာလည်းအကြောင်းမရှိဘူးပြောရတော့မြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်တို့တူတူကတော့ဒီလိုပေါ့နော်ဖန်တီးမှုတွေဖြစ်စီအောင်တက်မဲ့အုံစုအုံကြွအောင်လုပ်ချင်းဖြစ်တယ်အဲတူတူအဲ့လိုလုပ်တဲ့ခါမှာငါကမွတ်စလင်တွေမပြောခဲ့ဘူးအခုမွတ်စလင်တွေကရမ်းပြောလာတယ်မစိုးဘူးဒါမြန်မာနိုင်ငံသားစစ်ပဲဒါမြန်မာနိုင်ငံကိုချစ်တာပဲဒါဦးဇင်းတို့လက်ခံတယ်နော်ဦးဇင်းပြောပြီးပဲဦးဇင်းတို့ကမွတ်စလင်ကိုတုံးမျိုးတုံးသားခွဲထားပါတယ်လို့ဟုတ်လားမြန်မာနိုင်ငံမှာနေပြီလို့မြန်မာလိုဝက် sorry လို့ဝက် sorry လို့စစိတ်က sorry နိုင်ငံ sorry လို့ရောက်နေတဲ့လူမျိုးတော့ဦးဇင်းတို့ကပေါင်းတင်းလို့မရဘူးလို့မြန်မာနိုင်ငံမှာနေပြီးမှလို့ဟုတ်လားမိမမြောင်များသွားပြီးကလေးတွေကိုခွေးလိုဝက်လိုလှိမ့်မွေးပြီးမှမကြွေးနိုင်ဘူးပဲဟုတ်လားမြန်မာပြည်ဝမ်းမျိုးကိုကြံတဲ့မွတ်စလင်မျိုးဦးဇင်းတို့လက်ဆွဲပြီးနှုတ်မဆက်နိုင်လို့လူရှင်တွဲဖို့ဆိုလည်းမဖြစ်နိုင်ဘူးလို့မြန်မာနိုင်ငံမှာနေပြီးမှမြန်မာလိုဝတ်တယ်မြန်မာလိုစားတယ်မြန်မာလိုနေရတူယုံကြည်အောင်ကိုးကွယ်တဲ့ဖြစ်လာတယ်မှဒုက္ခအတူစီရင်စီခံမယ်ဆိုတဲ့မွတ်စလင်မျိုးတော့ဦးဇင်းတို့ကဝန်ကမ်းမဲ့အမြဲတမ်းကြိုးဆိုပြီးတာအမြဲတမ်းလက်တွဲပြီးတာအခုကြီးလိုရင်လည်းအမြဲတမ်းဦးဇင်းတို့ပေးဖို့ကအစင်းနဲ့ရှိပြီးတာပဲเนาะအစင်းနဲ့ရှိပြီးတာအမြဲတမ်းဦးဇင်းတို့ကဟုတ်လက်တွဲကိုလည်းဝင်မလေးအဲ့ဒါမှမွတ်စလင်တွေဦးဇင်းတို့ကြိုက်တယ်เนาะအဲ့တော့လူတိုင်းမှာနေတဲ့မွတ်စလင်တယောက်ဆိုလို့ရှိရင်သူပြောတာတွေဦးဇင်းတို့ရမ်းကြိုက်တယ်ဗေမင်းတီးကြိုက်တော့ကွင်မန်းနဲ့တော့လေးစားပါတယ်လို့ပောက်ကိုတော့မွတ်စလင်ကွင်မန်းနဲ့မှဝင်ရဲဆိုတာမရှိဘူးเนาะအားကြောင့်မလို့ဦးဇင်းတို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားညီကိုမောင်နှမများအားလုံးနဲ့မြန်မာနိုင်ငံသားခိုင်ယူထားတဲ့မြန်မာနိုင်ငံသားများအားလုံးပေါ့ဗျာเนาะမရှိတဲ့အရာကြီးလည်းရှိတယ်လို့မရဘူးရှိတဲ့အရာလေးနဲ့တိုင်းပြည်ကြီးကိုငါတို့ဒီဘလို့ငိမ့်ကြအောင်လက်တွဲပြီးလုပ်မလဲအေးကြအောင်ဘလို့လုပ်မလဲငါတို့ဒီဘယ်နေရာကနေပါဝင်ပူးပေါင်းမလဲဘယ်နေရာကနေပါဝင်ပြီးမှငါတို့ဒီတတ်တယ်မလဲဆိုတော့ပဲခင်ဗျားတို့တွေကတွေးရမှာဖြစ်ပါတယ်ဗျမြန်မာနိုင်ငံကြီးကလည်းမကြခင်မှာငိမ့်ကျင်နော်ရွေးကောက်ပွဲကြီးအောင်မြင်သွားပြီဆိုလို့ရှိရင်မြန်မာနိုင်ငံကြီးကတိုးတက်ပြောင်းလဲဖို့အဖြစ်တစ်ခုကိုရောက်ဘာဖြစ်လို့အဲ့လိုပြောရတာလဲလက်ရှိခင်ဗျဦးစင်းတို့ဒါပို့မလင်းလင်းပြောလို့ရှိရင်ဟုတ်ပြီဘလို့ပဲပြောဒါကြက်ခိုင်ကြီးကအင်းကောင်းတယ်ကြက်ခိုင်ကြီးနိုင်မှုကများပဲတကောင်နဲ့ပဲပြီးဘလို့ပဲပြီးဟုတ်လားကြက်ခိုင်ကြီးနိုင်မှုကဒါ90ရာခိုင်နှုန်းရှိတဲ့အတွက်ကြောင့်အခိုင်ဆိုးရဖွဲ့နိုင်မှုကများပါတယ်အဲ့တော့ကြက်ခိုင်ကြီးမှာဆိုးရဖွဲ့မဲ့သူတွေကိုကြည့်လိုက်ရင်လောက်တဲ့ကင်တဲ့ဒီကလေးကချေထောင်တော့အခြေအမြင်မရှိတဲ့ရက်သမားတယောက်မှစကားကိုဗယံပရာပြောတဲ့သူတယောက်မှမပါခဲ့ဘူးအရေးချင်းရှိတဲ့သူတွေပဲလောက်တဲ့ကင်တတ်တဲ့သူတွေကြိုင်ပဲပါတယ်မြန်မာနိုင်ငံကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့သူတွေပဲပါတယ်သူကကိုယူနီဖောင်းချွတ်ပြီးမှပဲလိုပဲဝတ်ယူနီဖောင်းချွတ်ပြီးတဲ့သူဒီကြက်ခိုင်ဝတ်စုံဝတ်လိုက်ပြီးဆိုကြတဲ့အဲ့ဝူပြီးမှယူနီဖောင်းဘက်ကိုပြန်ဝတ်လို့သူတို့တွေမရဘူးဆိုတော့ခင်ဗျားတို့ဒါတော့သဘောပေါက်ဖို့လိုတယ်နော်သဘောပေါက်ဖို့လိုတယ်ဒါလေးကိုနားလဲကိုလေဦးစင်းအာမခံရတာကတော့မြန်မာနိုင်ငံပြောင်းလဲမယ်နိုင်ငံတကာဆက်ဆံရေးပို့ပြီးမှအဆင်ပြေလာမယ်နိုင်ငံဝင်လင်းပြင်လာမှုတွေရှိလာမယ်လမ်းတော့ကမှလမ်းမဆက်သွယ်ရေးအကုန်လုံးနေကုညီထောက်ပံ့မှုတွေမြောင်များစွာရလာမယ်ဦးစင်းတို့ဟုတ်ပြီကာကျုပ်ကိုပြောတယ်ဟာကာကျုပ်ကဘလူးနဲ့တွေ့ဓာတ်ပုံရိုက်တယ်ဒါကတော့ကျွတ်တို့လည်းဘလူးနဲ့တွေ့နာမည်ကြီးနဲ့တွေ့ဓာတ်ပုံရိုက်ထားပဲလေဗျာကိုဒါကတော့မီဒီယာဓမ္မအကုန်လုံးကိုမြန်မာအားလုံးလည်းရှိကြတယ်ကိုနိုင်ငံကကာကျုပ်ကဟဲ့ငါ့ဓာတ်ပုံရိုက်ပါလို့ပြောတာမဟုတ်ဘူးလေဗျာဟိုကလည်းရိုက်ပါပြောရမလဲသတင်းဓမ္မမီဒီယာမြန်မာနိုင်ငံပါပြီးသားလေဗျာဒါတော့နိုင်ငံတကာဆက်ဆံရေးရှိအောင်ဒီလိုနိုင်ငံတကာနဲ့ဆက်ဆံရေးရှိတယ်ပွင့်လင်းမြင်သာမှုရှိတယ်ဆောတော့ဦးစင်းတို့ကဒါချပြပါပဲလေချပြမှာပဲမီဒီယာဓမ္မတွေရဲ့အလုပ်ပဲချပြမှာပဲဒါကြီးကိုဟုတ်လားဒေါအောင်ဆန်းစုကြည်လိုတွေရောဘာလိုတွေရောကိုဟုတ်လားဒေါအောင်ဆန်းစုကြည်တို့ကဒါကမြန်မာနိုင်ငံတကာကိုထွက်သွားတယ်နိုင်ငံတကာကိုထွက်သွားပြီဆိုလို့ရှိရင်နိုင်ငံပြောင်းလဲဖို့ထွက်သွားတယ်ဆိုတာမရှိဘူးနော်ဟိုဟာပေါ့အလှမဲ့သွားပြိုင်တယ်လို့ပဲဟိုကဝမ်းဆက်ကလေးဝဲပြီးကော့ပေါ်ဝါလေးဒီလိုကိုင်းတာဟိုမြင်းကိုမမြင်ဘူးလို့ဟုတ်လားပေါ်ဝါမနိုင်ထမိန်မနိုင်ပေါ်ဝါမနိုင်ဆိုတဲ့အနေထားတစ်ခုနဲ့သွားတာဟိုဟာနဲ့နိုင်ငံတကာလက်မှတ်ထိုးဟုတ်လားမြတ်တော်ဆန်းစုကြည်ဗျာခင်ဗျာ OIC နေနိုင်ငံတွေနဲ့တွေ့တယ်ဗျာခင်ဗျားတို့အဲ့ဟာကိုချပြလားဘာကြောင့်တွေ့ရလဲဘာကြောင့်လှုပ်ထားလဲဆိုဟုတ်လားတွေ့တယ်ဗျာရန်တဲ့အရာတွေနဲ့တွေ့တယ်ပို့မွေလင်းပြည်သူကိုချပြခဲ့တယ်ဆိုတာမရှိဘူးเนาะလာပြမြေမြခင်ဗျာသူစိုးရ9နဲ့ကမြစ်ဆုံစီမံကိန်းကျမသာဆိုရဖြစ်လို့ရှိရင်တဲ့ဘာဖြစ်နောက်ကြတော့ခင်ဗျာအတန်းတစ်မျိုးပြောင်းလာတာပဲတစ်မျိုးပြောင်းလာတာမဟုတ်လားအဲကြောင့်မလုတ်တဲ့မကင်တက်ဖဲနဲ့ထောင်ထွက်အရက်သမားများကိုနေရာပေးလိုက်တော့လုတ်တဲ့ကင်တက်တဲ့အရေးချင်းရှိတဲ့သူကြတော့ဂျောင်ထိုးထားကြတာမဟုတ်လား9နှစ်တာကာလမှာဗုဒ္ဓညိုကြီးအပြိုလိုချင်းခေါင်းဆက်ဆိုရင်မဟုတ်လားခေါင်းငိမ့်မဲ့တူလောက်ကိုနေရာပေးကြတော့ဖြစ်ပြီပေါ့နော်ဖြစ်ပြီပေါ့ဒါမျိုးတွေစူးပူမအခုထိကြည့်လေဗျာကဲခုဒါဒီဖြစ်လာတဲ့မြတ်ပြဿနာအဓိကတရခံဒေါအောင်ဆန်းစုကြည်ပဲဒေါအောင်ဆန်းစုကြည်ဟုတ်လားနာမည်နဲ့လှုပ်ရှားနေတဲ့ဟုတ် ING တွေမြန်မာနိုင်ငံမှာအညာသားတွေကိုဟုတ်လားအညာကလေးတွေကို
အတုံးချပါတာလေဒေါအောင်ဆန်းစုနိုင်ငံရေးဆိုတာဖြူလိုက်မဲလားမတည်ဘူးเนาะညာသားတွေကเนาะမတည်ဘူးနားမလဲဘူးဒါပေမဲ့စကလုံးတွေထဲမှာမျောပြီးမှမျောလင်းချက်တွေထဲမှာမျောပြီးမှဆရာမတွေဘာတွေအကုန်လုံးဒုက္ခရောက်ထားတယ်အများကြီးမြောင်များစွာညာမှာဟုတ်လားမုတ်ဆိုးမတွေဖြစ်သွားတာအများကြီးပဲမြန်မာပြည်မှာเนาะဒီအညာဒေတာတွေမှာအများကြီးပြည့်စည်မှုတွေအများကြီးအဲ့ဒါအဓိကတည်းခံတက်မတော်မဟုတ်ဘူးအဓိကတည်းခံ NLD ပဲ NLD နဲ့ဒေါအောင်ဆန်းစုကြည်နဲ့ဒေါအောင်ဆန်းစုနောက်လိုက် UNG ဆွဲဖွဲ့စည်းကြတဲ့အကြမ်းဖွဲ့စည်းပဲဆိုတာကိုပြည်သူများအားလုံးသိစေခြင်းနဲ့အခုဦးစင်းပြောတဲ့စကားကိုပြေပကလူတွေနားထောင်ဖို့မဟုတ်ဘူးပြေပကလူတွေနိုင်တာပေါ့မြန်မာပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံကြီးကိုချစ်မြတ်လို့တဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးသိဖို့အတွက်ကိုပောက်ဖို့တော့ကပြောနေခြင်းဖြစ်ပါတယ်ဗျအားလုံးဒါပါပဲဗျ